ဒီလိုခေါ်တဲ့လူသားတွေထွေသမျှတွေကအကက်ဆုံးစင်ကောအကြောင်းပြောပြပါမယ်။ဒီစင်ကောရဲ့အစွမ်းကိုသိဖို့ကျောင်းသားတွေကတန်တိန်နှစ်ခုကိုကော်နဲ့ကတ်လိုက်ပါတယ်။အဲဒီနောက်တန်တိန်နှစ်ခုကိုဂျားကန်အဖြစ်သုံးပြီးတော့ grade နဲ့18တန်လေးတဲ့ကားကိုဆွဲတင်ပါတယ်။အဲဒီနောက်ယထာချင်းတွဲနှစ်ခုဂျားကတန်တိန်ကိုလည်းကော်နဲ့ကတ်ပြီးတော့ယထာကိုမောင်းနေပါတယ်။ဘာမှမထူးခြားတာမလို့အချိန်နဲ့ခုံမောင်းတော့လည်းထပ်မထူးလာပါဘူး။ဆိုတော့နောက်ဆုံးအနေနဲ့လူနဲ့စမ်းသပ်မှုပြုလုပ်ပါတော့တယ်။ဒီကော်ရီကိုကျန်းပြအနဲ့အဖြစ်ခင်းထားပြီးလူကလမ်းတက်ရှောင်းပါပါ။ဒါပေမဲ့အသက်အန္တရာယ်အတွက်ဝစ်ဆုံပြီးတော့ဝစ်ဆင်ချရပါတယ်။ဆက်စတက်ချင်းမှာပဲလုံးဝကောကတ်သွားပြီးတော့ဝစ်လာတဲ့ဖက်နဲ့အင်ဂျီတွေပါကောအားကြောင့်ပေါက်ပြဲကုန်ပါတယ်။ချက်ချင်းပဲအဖေကဂုံးပေါ်ပြန်တက်ပြီးတော့စမ်းသပ်မှုကိုရပ်ဖို့အချက်ပြလိုက်ရပါတယ်။နောက်ဆိုရင်တော့လူအသားတွေပါကတ်ပြီးတော့ထိခိုက်မှုတွေဖြစ်ကုန်မှာမလို့ပါ။ဒီကောဘလောက်ကောင်းကောင်းချိန်မသွားတဲ့တင်မလုံးကောင်းလေးကိုတော့ပြန်ကတ်နိုင်မှာမဟုတ်ပါဘူးရှင်။